အဲ့တော့အကိုညီလေးလေအကိုနဲ့တွေ့တိုင်းကျွန်တော်မှအဲ့ရှိန်နေတဲ့စိတ်ကြီးကဘလို့မှဖျောက်လို့မရဘူးဒါရတော့တကြောင်နဲ့ပြောရမှာတကြောင်နဲ့အဲ့အရှိကနေအနောက်ကိုပြန်နောက်ကနေအရှိပြန်ရအောင်အဲ့ဒါအကွာဘာမှပြော easy ဆိုအဲ့လိုကျွန်တော်ရဲ့ဒါ idol ပေါ့အဲ့ဒီခွေးရမပေါလေဒါတော့ပဲဟုတ်ကဲ့ဟုတ်တယ်လေဟုတ်တယ်ကိုတွေ့ကြုံခဲ့ရတဲ့ဟာလေးကိုပြောပြပါဦးတယောက်တော့အဲ့လိုကူးတယ်လို့ဖြစ်ပြီးတော့ငိုတာပဲသူကတော့ငိုတာဘာလို့ငိုရလဲတော့မသိဘူးဝစားရွက်တာအဲ့လိုလည်းဖြစ်ပါဘူးဘာသူစိတ်မကောင်းဖြစ်သွားလဲမသိဘူးအဲ့လိုငိုတယ်အဲ့ဒါတယောက်ပတ်စံမရလို့လားဘာလို့မသိဘူးတော့ပေးရမနေဘူးလားဟုတ်တယ်အဲ့လိုကတော့ဖြစ်ခဲ့တယ်ဟုတ်မသိဘူးကျွန်တော်ပူးတာမဟုတ်ဘူးအဲ့ဒီဟိုပါဘောအဲ့ဒီပွဲမှာအဲ့လိုmiss လေးတွေ miss တယောက်ပါပဲတယောက်ပါဟုတ်ဒါပေမဲ့အခုတယောက်ကနေတယောက်ဆင့်သွားသေးတယ်နော်2ယောက်3ယောက်လောက်တိုက်လူတွေဖြစ်ကုန်တာနော်ဟုတ်တယ်အများကြီးကြပါတော့အဲ့နေရလေကိုမမီတော့တော့တယောက်နဲ့တိုက်မိတော့သူလဲသွားလားမသိဘူးမိတာတယောက်ချော်လဲသွားဟုတ်တယ်တော်လေးဖြစ်ဟုတ်တယ်စင်မောကလည်းပြုတ်ကြချုံပြီးစင်မောတောင်းမြစ်ဖက်နဲ့နည်းနည်းမြေးလို့ဖြစ်မှာပါအဲ့တော့ဝင်ပြီးလက်တိုင်းမယ်တော့ဟုတ်တယ်မသိဘူးကျွန်တော်လည်းအဲ့တော့ကတော့တခါတော့မြင်မှုတာပဲဟုတ်လို့ပူတယ်လေပူပါတယ်လို့များလေးပဲနိုင်ရတော့ကြာလေနှုတ်လေပါကကြာနှုတ်ရှုံးတယ်ရှုံးနေရတယ်ရှုံးဘာလို့လဲတောက်တဲ့နေရာရောအေးမနိုင်ဘူးနော်ကြာပြီလေကြာနည်းနည်းတော့ကြာပါပြီဒီကားထဲမှာမန်ကယ်ဒီဆိုကျရဲ့အသက်သနာပူစမ်းနော်ဟိုဒီကားပြီးပါပြီဆိုပြီးတော့ပြီးအဲ့တော့ပတ်စံမရှိလို့ဆိုရောင်းလိုက်သေးတယ်ရောင်းလိုက်ပြီးတော့ပြီးဟိုတလောက300လို့ပေါ့နော်ရောင်းလိုက်တယ်အဲ့ဒီမှာဒီကားကတဲ့ခုနနှစ်စင်းလောက်ပြင်ရရမယ်ဆိုအဲ့မှာပြဿနာကိုစားရအကုန်ရှိတယ်ဆွဲကြိုးကမရှိတော့အဲ့ဒါအောင်မာရီကိုပြန်ပြီးတော့လောက်ကန်ဒီဆွဲကြိုးကဟုတ်တယ်ဒီကားတဲ့ဆွဲကြိုးဒီဇိုင်းတူတွေတော့ပြန်ရတာပေါ့ဒီဇိုင်းတူတွေတော့ပြန်ရတာပေါ့အဖတ်တော့တင်သွားတာပေါ့ဘုဇန်ကျေးဇူးတော့ဒီဟာလေးပြန်ရတာဟုတ်တယ်သူကျေးဇူးပေါ့ဟုတ်ကျွန်တော်ကတော့ဒါရုံးဝင်တန်းပေါ့ရုံးဝင်တန်းအဲ့ဒီမလို့မြင်ရတယ်ပေါ့နော်အဲ့လိုမကောင်းဆိုးဝါမြင်တို့တဲ့သူဝိညာဉ်မြင်ရတယ်အဲ့လိုပင်အခုညီကျွန်တော်တောင်းတယ်အဲ့လိုကာရီတာလေးပါပဲဟုတ်ကဲ့要接就啊变成你的话我就我来弄下你ဇလိုင်းနဲ့ဥက္ကဋ္ဌနဲ့တော့တောက်လျှောက်စုံတယ်လေဥက္ကဋ္ဌကသူ့အကူညီတောင်းရတာဆိုတော့ဇလိုင်းနဲ့ဥက္ကဋ္ဌနဲ့တောက်လျှောက်စုံတယ်ဒါနဲ့ပဲမစုံတာသူတို့ကစုံတယ်ကျွန်တော်တို့ကတယုံနဲ့လှုပ်တာဆိုတော့အကိုနောက်မှာအမြင်နဲ့အဲ့လိုမြင်ရိုက်ပါနေရတာပေါ့အဲ့လိုဟုတ်ကိုကြီးကတော့တို့အချိန်ဆုံးတော့ဖြစ်နေတယ်ကောင်းပါလာထောင်းနေတော့ပါချလိုက်တယ်ကျွန်တော်ကအကိုကိုလည်းတွေ့တိုင်းပြောတယ်အဲ့တုန်းကအကိုမြင့်မြတ်ကိုအကိုနဲ့ဆိုရင်ကျွန်တော်တို့ဟိုဗီဒီယိုဖြစ်တဲ့အဲ့လိုမျိုးမတ်ဆန်ဒီမိုးမြင့်နဲ့တွဲရိုက်တုန်းကအကိုအဲ့တော့ဖဲလေးဒီပြိုင်ကားစီးတဲ့ဟိုစုံမူးတာဒါပေမဲ့အကိုနဲ့ရုံးမောင်းဝါကြရမြဲကြီးလဲဆိုအဲ့လိုမျိုးဇက်တိုက်တွေတွေ့နေရပေမဲ့လည်းအကိုကိုပြောတယ်နော်အဲ့တော့အကိုညီလေးလေအကိုနဲ့တွေ့တိုင်းကျွန်တော်မှအဲ့ရှိန်နေတဲ့စိတ်ကြီးကဘလို့မှဖျောက်လို့မရဘူးဒါရတော့တကြောင်နဲ့ပြောရမှာတကြောင်နဲ့အဲ့အရှိကနေအနောက်ကိုပြန်နောက်ကနေအရှိပြန်ရအောင်အဲ့ဒါအကွာဘာမှ easy ဆိုအဲ့လိုကျွန်တော်ရဲ့ဒါ idol ပေါ့ကျေးဇူးပါဟိုကဥက္ကဋ္ဌလည်း idol ပဲကျွန်တော်မှ idol တွေများတယ်ဒီကားထဲမှာဥက္ကဋ္ဌရဲ့အမတ်တရားပြောရမယ်ဆိုလို့ရှိရင်တော့ဥက္ကဋ္ဌကကျန်တဲ့သူတွေအကုန်လုံးပြန်သွားတယ်အထီဥက္ကဋ္ဌနဲ့ဆက်ဖွင့်နေကြံကြတော့မှမပြန်သေးဘူးသူကဝိညာဉ်ဖြစ်တဲ့တွေသူကကတ်တွေကိုခဏခွဲပြီးရတော့ဒီတကက်သေးကိုပဲ4-5မျိုးယူတာဆိုတော့လေသူဟို CGI အတွက်လောက်တာနဲ့ခရိုမာယူတာနဲ့ဆိုတော့နည်းနည်းပိုပင်မန်းနဲ့အဲ့ဒါပဲမနေ့ဆိုစောကြီးလိုက်ရဆိုနောက်ကျမှပြန်အဲ့လိုမျိုးဖယ်ဒီကားစီးလို့အဲ့ဒါလေးအမတ်တရားဟုတ်ထွေးထူးတော့မရှိပါဘူးဒါဒီကကျွန်တော်တို့ညီကိုတွေအားလုံးဒါပြောရှင်းရှင်းလေးနဲ့ရိုက်ခဲ့တဲ့ကားပါပဲဟုတ်အဓိကတော့ကြည့်ရတာမြိုင်တာပေါ့နော်ပေါင်ဝဲတရုပ်ဆောင်တွေများတော့ဒါပြည့်သက်ကြည့်ရတာပိုကောင်းတာပေါ့